အကြီးတန်းနေမှာအလှအပကိုရှာပါကျွန်တော်မှာစီးကျိုယောဂရှိနေလို့ဆရာဝန်နဲ့တစ်လားတစ်ခါပုံမှန်ပြလေးရှိပါတယ်တရက်မှာဆရာဝန်ကကျွန်တော်ရဲ့စီးကျိုစစ်ထားတဲ့ဓာတ်ခွဲခန်းအဖြစ်ကိုကြည့်ပြီးအခုလိုပြောပါတယ်မင်းရဲ့စီးကျိုအခြေအနေဟာအတော်လေးကောင်းနေတယ်မင်းအစားအသောက်ထိမီကိုလက်လှုပ်ရှားလေ့ကျင့်ခန်းတွေလုပ်လို့လားတဲ့ကျွန်တော်ကကျွန်တော်ချိုးတဲ့အစာတွေကိုရှောင်ပါတယ်ထမင်းခေါက်ဆွဲတွေကိုလည်းနည်းနည်းလေးပဲစားပါတယ်ဒါပေမဲ့ကိုလက်လှုပ်ရှားလေ့ကျင့်ခန်းတော့မလုပ်ဖြစ်ဘူးဆရာလို့ပြန်ဖြေလိုက်ပါတယ်သူကဒါဆိုမင်းစည်းကျိုအခြေအနေကဘာလို့ကောင်းနေရတာလဲလို့အံ့ဩပြီးမေးပါတယ်။ကျွန်တော်ကဒီလိုထင်ပါရဲ့ဆရာ။ကျွန်တော်ကဓာတ်ပုံရိုက်ရတာဝါသနာပါပါတယ်။ဒါကြောင့်ရုံးကအပြန်ညနေပိုင်းတွေမှာကင်မရာတစ်လုံးနဲ့လမ်းလျှောက်ပြီးဓာတ်ပုံရိုက်တယ်။ရုံးပိတ်ရက်စနေတနင်္ဂနွေ2ရက်ဆိုရင်လည်းတနေကုန်လမ်းလျှောက်ပြီးဓာတ်ပုံလိုက်ရိုက်နေတတ်တယ်။လမ်းလျှောက်တာများလို့စည်းကျိုမတက်တာလို့ကျွန်တော်ထင်တယ်ဆရာလို့ပြန်ပြောလိုက်ပါတယ်။သူကအေးလမ်းလျှောက်တာလည်းစီးကျိုကြရဲဆိုတာမှန်ပါတယ်။အော်ဒါနဲ့ဓာတ်ပုံသမားတွေဟာအသက်ရှည်ကြတယ်ကွာလို့ပြန်ပြောတယ်။သူ့စကားကိုနားမလည်လို့ရှင်းပြပေးပါလို့ပြောတော့သူကအခုလိုရှင်းပြပါတယ်ဓာတ်ပုံသမားတွေဟာအလှအပကိုရှောက်ဖွေခါစားတတ်ကြရဲ့ကွာဥပမာတစ်ခုပြောရရင်ငါတို့တာမန်လူတွေဟာလမ်းလျှောက်ရင်တစ်ပစ်တစ်ပင်ကိုတွေ့လိုက်ရင်ဒါတစ်ပစ်တစ်ပင်ပဲဆိုပြီးဂယုမဆိုင်အလေးမထားပဲဆက်လျှောက်သွားတတ်ကြရဲ့ဓာတ်ပုံသမားတွေကတော့နေကြီးနင်းတွေအောက်ကတစ်ကိုင်းလေးတွေတစ်ရွက်လေးတွေပန်းပွင့်လေးတွေကိုဒစိမ့်စိမ့်ကြည့်ရင်အလှအပကိုရှာနေတတ်တယ်အလှအပကိုတွေ့ရင်ဓာတ်ပုံရိုက်ယူကြရဲ့နောက်ဆုံးကုံကုံပြောမယ်ကွာဓာတ်ပုံသမားတွေဟာတင်းငုတ်တိုကြီးတစ်ခုဒါမှမဟုတ်အမိုက်ပုံကြီးတစ်ပုံမှာတော့အလှအပကိုရှာဖွေခံစားတတ်ကြရဲ့သူတို့ဟာအလှအပကိုရှာတွေ့လို့စိတ်ချမ်းသာနေရကြောင်းအသက်ရှိတယ်လို့ပြောတာပါတဲ့ဆရာဝန်ပြောတဲ့စကားဟာကြိုးကြောင်းစီလျော်ရဲ့လို့ကျွန်တော်ထင်ပါတယ်ကျွန်တော်ဒါကိုရေးပြတာကစီးကျိုယောဂအကြောင်းဓာတ်ပုံရိုက်တဲ့အကြောင်းပြောချင်လို့မဟုတ်ပါဘူးအလှအပကိုရှာဖွေတဲ့အကြောင်းကိုပြောပြချင်တာပါတဘာဝကပေးတဲ့အလှအပတွေကိုနေရာတကာမှာတွေ့မြင်နိုင်ပါတယ်မနက်စောစောလေကွင်းနေရဲ့နောက်ကပေါ်ထွက်နေတဲ့နေလုံးကြီးစီးနှင်းတွေဖုံးလွှမ်းနေတဲ့တောင်တန်းကြီးတွေတိမ်မဲမဲကြားကထပ်ပြိုနေတဲ့လပြည့်ဝန်းကြီးတဲတောင်ကန်းဆက်ကိုရိုက်ပုတ်နေတဲ့ရေလိုင်းတွေဒါမှမဟုတ်ဆင်းရဲသားကလေးရဲ့အပြစ်ကင်းစင်တဲ့ရေမောနေတာလေတနခါပကွက်ကြားနဲ့ရိုးသားရဲ့တောသူမလေးရဲ့အပြုံးစတာတွေပါဒီလိုအလှပတွေကိုမြင်တွေ့ဖို့မခက်ပါဘူးဒါပေမဲ့ဝမ်းနည်းစရာကောင်းတာကအဲ့ဒီလိုအလှပတွေကိုမရှာဖွေကြလို့မမြင်တွေ့မခံစားတတ်ကြသူတွေရှိနေသေးတယ်ဆိုတာပါဒါပေမဲ့အဲ့ဒီလိုထင်သာမြင်သာရဲ့အလှပတွေကိုမြင်တွေ့ခံစားတတ်သူတွေများကြပေမဲ့အလွန်ဆိုးဝါးလာတဲ့အခြေအနေတွေကအလှအပကိုရှာဖွေတတ်သူကတော့အလွန်နေပါတယ်။ဥပမာဘဝရဲ့အခက်အခဲတွေနဲ့ရင်ဆိုင်ကြုံတွေ့နေရခြင်းမိသားစုတွေကတယောက်ယောက်ကွယ်လွန်သွားလို့ပူဆွေးနေခြင်းစီးပွားရေးအဆင်မပြေလို့စိတ်ညစ်နေချိန်တွေမှာဘဝကိုအရှုံးမပေးကြက်ကြက်ခံတဲ့စိတ်ဓာတ်တုံချီတုံချီလိုက်ရှောင်နေရတဲ့မိခင်အိုကြီးကိုဖေးဖေးမမနဲ့တွဲခေါ်သွားတဲ့ကလေးတယောက်ရဲ့အကျဉ်းသားမြစ်တာစင်းရဲတဲ့မောင်နှမနှစ်ယောက်တည်းကအမဖြစ်သူကစားစရာကိုမစားရှာပဲသူ့မောင်လေးကိုပဲအစာခွင့်ကျွေးနေရဲ့အနစ်နာခံမှုသူ့ကလေးတွေကိုကြောင်ကဆွဲကိုက်ယူလို့မိခင်စိတ်နဲ့တောင်ပန်တွေဖြန့်ကားပြီးကာဝယ်ပေးနေတဲ့ကျမကြီးရဲ့မိခင်မြတ်တာစတာတွေဟာအခြေအနေဆိုးတွေကအလှအပတွေပါအလှအပကိုရှာဖွေခြင်းနဲ့ဆန္ဒရှိဖို့တော့လိုပါတယ်အဲ့ဒီဆန္ဒရှိရင်ဘလောက်ပဲအယုတ်ဆိုးအကြီးတန်းတဲ့အခြေအနေမှာပဲဖြစ်ဖြစ်အလှအပကိုမြင်တွေ့ခံစားနိုင်ပါတယ်အလှအပကိုရှာတွေ့ပြီးမြင်တွေ့ခံစားတတ်ရင်စိတ်ထဲမှာငြိမ်းချမ်းသာယာမှုကိုရလာပါမယ်နောက်ပြီးအလှအပတွေရှိတဲ့ဒီကမ္ဘာလောကကြီးကိုနေချင်းစရာတာယာတဲ့နေရာကြီးလို့မြင်လာပါမယ်။ဒါဆိုရင်စောစောကဆရာဝန်ပြောခဲ့သလိုအလှအပကိုရှာဖွေခန်းစားတတ်သူဟာအသက်ရှည်ရှည်နေရပါလိမ့်မယ်တဲ့။အားလုံးပဲအဆင်ပြေကြပါစေရှင်